အသက်ကြီးပြီးအကြီးတန်းတဲ့ဇယုတ်ကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့လို့ပြန်လည်အောင်မြင်လာခဲ့တဲ့မြတ်သူပရိသတ်များရှင်မြတ်သူက MRT4 ကတက်လန်းလိုက်တဲ့မင်းသမီးတွေထဲမှာဆိုရင်နာမည်သိမ့်မရတဲ့မင်းသမီးတက်လက်လို့တောင်ပြောရမှာပဲဖြစ်ပါတယ်။မေမြင့်မို့ချူလီတို့ဟာဆိုရင်ရုပ်ရှင်လောကရဲ့ထိပ်တန်းကိုရောက်ရှိနေတာဖြစ်ပြီးအကယ်ဒမီဆုကြီးလည်းရရှိသလိုရုပ်ရှင်ဇာတ်ကားကြီးတွေဆိုတာလည်းဇက်တိုက်ကိုရှိုက်ကူးခွင့်ရရှိနေတော့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဝင်ငွေကောင်းတဲ့သူတွေအဖြစ်ရပ်တည်နိုင်ခဲ့တာပါ။ဒါပေမဲ့ MRT4 ကနေတင်မြောင်းလိုက်တဲ့မင်းသမီးတွေမှာဆိုရင်တော့မြတ်သူကပေါ်လိုက်ပြောင်းလိုက်ဖြစ်နေကြတာဖြစ်ပြီးပရိသတ်တွေတိတ်ပြီးအာယုံမရတဲ့မင်းသမီးတက်လက်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီထက်ပိုဆိုတာကတော့မြတ်သူရဲ့လူမှုရေးကိစ္စတွေကြောင့်လည်းပရိသတ်တွေကအမြင်မကြည်လင်တာတွေရှိနေကြတာပါ။မြတ်သူရဲ့အိမ်နောက်ရေးနဲ့ပတ်သက်ပြီးအမြဲတစေဝေဖန်မှုတွေရှိနေတာကြောင့်သူ့အနေနဲ့ဖြည့်ရှင်းနေကြရပါတယ်။နောက်ပြီးမြတ်သူကအမှုပညာအလုပ်တွေကို3-4နှစ်လုံးမနေတော့ပဲရွှေဆိုင်ကြီးကိုဖွင့်ကရွှေဆိုင်ပန်ရှင်တတိမကြီးဖြစ်ရပ်တည်နေပြီးအမှုပညာအလုပ်တွေကိုမလုပ်တော့တဲ့အောင်ပရိသတ်တွေကိုပြောကြားခဲ့တာတွေလည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့မြတ်သူကဘယ်သူမှမသိအောင်ပေါင်40လောက်ဝိတ်တီချနေခဲ့ပြီးရုပ်ရှင်စကားတကားကိုကြိတ်ကရှိုက်ကူးနေခဲ့တာပါ။အဲ့ဒီစကားကတော့အခုချိန်မှာပရိသတ်တွေရဲ့ရှေ့မှောက်မှာထုံလွှင့်ပြသနေတဲ့လှိုင်းလေကြားကပန်းရွှေကြားဆိုတဲ့ဇလံတွဲပဲဖြစ်ပါတယ်။အဲ့ဒီဇလံတွဲမှာအမျိုးသားရဲ့တစ္ဆာဖောက်ခြင်းကိုခံရသလိုသားရီသမီးတွေရဲ့ကျေးဇူးကမ်းခြင်းကိုခံရတဲ့ဒေါ်ကြညိုအဖြစ်မြတ်သူကတရုပ်ဆောင်နေတာဖြစ်ပါတယ်။ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုပေမဲ့လည်းငပိလုပ်ငန်းကိုလုပ်ကိုင်ရတာကြောင့်သူ့ရဲ့ပုံစံကတာမန်အမျိုးသမီးတွေထက်ဆိုင်မျက်နာကအိုစာနေပြီးအသားရည်ကညှဉ်းနှွမ်းနေကတင်းတိမ်အမဲဆယ်တွေနဲ့ရုပ်ဆိုးအကြီးတန်းလို့နေခဲ့တာပဲဖြစ်ပါတယ်။ဒီဇက်ရုပ်ကာရိုက်တာနဲ့ပတ်သက်ပြီးသူအနေနဲ့လည်းအများကြီးစူးစမ်းပြီးပြင်ဆင်ခဲ့ရတာပါ။ရက်ွက်ထဲမှာနေတဲ့တာမန်အမျိုးသမီးတစ်ယောက်ကပတ်စံချမ်းသာလို့ရွှေငွေတွေအပြည့်ရှိရဆိုရင်တော့ငပိငချောက်လှမ်းရတဲ့အလုပ်ကိုလုပ်နေတာကြောင့်နေပူတဲ့အမြဲတစေထွက်နေရလို့အမဲဆက်တင်းတိမ်ဆိုတာရှိနိုင်တာပဲဆိုပြီးတော့အမြဲတမ်းပြောပြခဲ့တယ်လို့သူ့ရဲ့ဇက်ရုပ်နဲ့ပတ်သက်ပြီးတော့လည်းအသက်ကြီးရင်လာတဲ့အချိန်မှာသူအနေနဲ့ကာလာရီချပြီးအညိုစင်ကိုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုဇက်ရုပ်တွေနဲ့ပတ်သက်ပြီးပထမပိုင်းမှာတော့ဝေဖန်မှုတွေရှိနေခဲ့တာပါ။အရွယ်ကြီးကြီးအမျိုးသမီးတစ်ယောက်က10တန်းကျောင်းသူတစ်ယောက်ဖြစ်တရုပ်ဆောင်တာဟာဘလို့မှလိုက်ဖက်မှုမရှိဘူးလို့ဝေဖန်မှုတွေမြင့်တက်ခဲ့တယ်ဆိုပေမဲ့ဇလန်းရဲ့အဆုံးကိုရောက်ခါနီးလေဒေါ်ကြညိုရဲ့ပရိသတ်တွေကပုံမများပြားလာလေပဲဖြစ်ပါတယ်။ကြညိုရဲ့တရုပ်ဆောင်ဟန်ပန်အပြောဆိုအမူအရာမျက်လုံးအကြည့်တွေနဲ့မျက်ရည်ဝဲနေတဲ့အခန်းတွေကိုကြည့်ပြီးပရိသတ်တွေကအယံကိုဝမ်းနည်းခဲ့ရတာပါ။ဒါကြောင့်လက်ရှိချိန်မှာဆိုရင်မြတ်သူကကြညိုဆိုတဲ့ကာရိုက်တာနဲ့ပရိသတ်တွေရဲ့ရှေ့ကိုအကောင်းဆုံးရောက်လာနိုင်ခဲ့တာဖြစ်ပြီးပရိသတ်တွေကလည်းသူ့ကိုလက်ခံလို့နေတာဖြစ်ပါတယ်။ဒီဇက်ရုံမှာရုပ်ဆိုးအကြီးတန်းနဲ့အမျိုးသမီးတစ်ယောက်ဖြစ်တရုပ်ဆောင်နေဆိုတာကကြာညိုအတွက်အရန်ကိုအခက်အခဲတွေရှိသလိုအဲ့ဒီရဲ့ဇက်ရုပ်ကိုပြည်ပြင်းအောင်လည်းအများကြီးစူးစမ်းထားရတယ်လို့ဆိုပါတယ်။ရုံရည်ကြမ်းတမ်းပြီးစမ်းမရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုပြီးဝေဖန်ကြတယ်ဆိုပေမဲ့သူ့အနေနဲ့ကတော့ပေးအပ်လာတဲ့ character ကိုအကောင်းဆုံးတရုပ်ဆောင်နေတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဒေါ်ကြာညိုဖြစ်တရုပ်ဆောင်တဲ့မြတ်သူကိုသဘောကျနေတဲ့ရင်လားဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။